ဒီနေ့မှာတော့ကိုပိုင် local brand တစ်ခုတည်ထောင်ပြီးအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာဖို့ဘယ်လိုလုပ်ရမလဲဆိုတာကိုအသေးစိတ်ပြောပြပေးပါမယ်။အခုခေတ်မှာ online business တွေအများခေတ်စားလာတော့ကိုပိုင် brand လေးတစ်ခုတည်ထောင်ဖို့ဆိုတာမခက်ခဲတော့ပါဘူး။နေရာဒေသမယူအချိန်မရွေးလုပ်ကိုင်နိုင်တဲ့ digital nomad ဘဝကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်ဒါကစိတ်ဝင်စားစရာအကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်မှာပါ။အဆင့်1အနေနဲ့ဘာလို့လုပ်ရမလဲဆိုတာစဉ်းစားရတယ်။ပထမဆုံးနဲ့အရေးကြီးဆုံးအဆင့်ကတော့ဘယ်လိုထုတ်ကုန်ဒါမှမဟုတ်ဘယ်လိုဝန်ဆောင်မှုကို brand အဖြစ်တည်ထောင်မလဲဆိုတာကိုသေချာစဉ်းစားဖို့ပါပဲကိုဝါသနာပါတာကိုစိတ်ဝင်စားတာအခြေခံပြီးတော့စဉ်းစားတာကအကောင်းဆုံးပါဥပမာအလှကုန်ပစ္စည်းကိုယ်တိုင်သဘာဝပစ္စည်းတွေနဲ့ထုတ်လုပ်ထားတဲ့ skin care makeup ပစ္စည်း fashion ပစ္စည်းအိတ်တွေအဝတ်ထည်တွေလက်ဝတ်ရတနာတွေအစားအသောက်တမူထူးခြားတဲ့အသင့်စားအစားအသောက်တွေမုတ်တွေပြီးတော့လက်မှုပစ္စည်းလက်နဲ့လှုပ်ထားတဲ့အမှတ်တရပစ္စည်းတွေအိမ်အလှဆင်ပစ္စည်းအဆင့်နှစ်အနေနဲ့ဆိုရင်တော့ဈေးကွက်ကိုလေ့လာရမယ် market research လုပ်ရမယ်ကိုထုတ်မဲ့ပစ္စည်းကဘယ်သူတွေအတွက်လဲသူတို့ရဲ့လိုအပ်ချက်တွေကဘာတွေလဲဆိုတာကိုသေချာလေ့လာရပါမယ်ပြိုင်ဘက်တွေလေ့လာပါကိုနဲ့ဆင်တူတဲ့ brand တွေဘယ်လိုရောင်းနေလဲသူတို့ရဲ့အားသာချက်အားနည်းချက်တွေကဘာတွေလဲဆိုတာကိုလေ့လာပါ target audience ကိုသတ်မှတ်ပါကိုယ့်ရဲ့ဖောက်တဲ့ customer ကဘယ်သူတွေလဲသူတို့ရဲ့အသက်ကြားမှနေထိုင်ရနေရစိတ်ဝင်စားမှုတွေကိုသေချာသိထားပါဥပမာအသက်20ကနေ35နှစ်ကြာမြို့ကြီးတွေမှာနေထိုင်ပြီးတော့ fashion ကိုစိတ်ဝင်စားတဲ့အမျိုးသမီးစသဖြင့်သတ်မှတ်နိုင်ပါတယ်အဆင့်3အနေနဲ့ကတော့ brand ကိုတည်ဆောက်ပါ brand တစ်ခုကိုတည်ဆောက်တာက logo တစ်ခုဆွဲရထက်ပိုပါတယ်ကိုယ့်ရဲ့ brand ပုံရိပ် image ပုံစံ style ကိုစားပြုတဲ့တန်ဖိုး value တွေကိုသေချာဖော်ထုတ်ရပါမယ် brand name သက်မိလွယ်ပြီးတော့စိတ်ဆောင်မှုရှိတဲ့နာမည်တစ်ခုရွေးပါ logo နဲ့ design Canva လို tools တွေကိုသုံးပြီးတော့ကိုယ်ပိုင် logo နဲ့ brand ရဲ့အသွင်အပြင်ကို branding ဖန်တီးပါ brand story ကိုယ့် brand ကဘာကြောင့်ပေါ်လာလဲဘယ်လိုရည်ရွယ်ချက်ရှိလဲဆိုရဲဇာတ်လမ်းလေးတစ်ခုဖန်တီးပါဒါကဖောက်တယ်ရည်နဲ့စိတ်ပိုင်းဆိုင်ရာအရာပို့ပြီးတော့နှီးဆက်စီပါတယ်အဆင့်၄ထုတ်ကုန်ကိုဖန်တီးရပါမယ်ဒီအဆင့်မှာတော့ကိုရွေးချယ်ထားတဲ့ပစ္စည်းကိုလက်တွေ့ထုတ်လုပ်ရမှာပါအရည်သွေးကိုဦးစားပေးပါကိုယ့်ပစ္စည်းရဲ့အရည်သွေးကိုအကောင်းဆုံးဖြစ်အောင်ဂရုစိုက်ပါအရည်သွေးကောင်းမှဖောက်တယ်ရထပ်ခါတလေလေးဝယ်ယူမှာပါ prototype နမူနာထုတ်လုပ်ပါအလုံးအရင်မထုတ်လုပ်ခင်မှာနမူနာလေးတွေအရင်စမ်းသပ်ထုတ်လုပ်ပြီးတော့မိတ်ဆွေမိသားစုတွေကိုစမ်းသပ်ခိုင်းတာမျိုးလုပ်ပါအဆင့်5အနေနဲ့ကတော့ရောင်းချဖို့အတွက်စတင်ရပါမယ် online platform တွေကိုသုံးပါ Facebook page Instagram account TikTok စတဲ့နေရာတွေမှာကိုယ့်ရဲ့ brand ကိုစတင်ကြော်ညာပြီးတော့ post တင်ပါ product ဓာတ်ပုံလှလှလေးရိုက်စာသားဆွဲဆောင်မှုရှိအောင်ရေးပါ website ဒါမှမဟုတ် online shop တည်ထောင်ပါပုံမှုစနစ်တကျရောင်းချခြင်းတော့ကိုယ်ပိုင် website ဒါမှမဟုတ် Shopify လို online shop ကိုတည်ထောင်ပြီးရောင်းချလို့ရပါတယ်ဈေးနှုန်းသတ်မှတ်ပါထုတ်ကုန်ကုန်ကြစရိတ်အမြတ်နဲ့ဈေးကွက်ထဲကပြိုင်ဖက်တွေရဲ့ဈေးနှုန်းကိုကြည့်ပြီးတော့တင်တဲ့ဈေးနှုန်းတစ်ခုကိုသတ်မှတ်ပါအဆင့်6အနေနဲ့ကတော့ marketing လုပ်ပြီးတော့ဖောက်တယ်တွေဆွဲဆောင်ပါ social media marketing Facebook ads တွေ Instagram influencer တွေနဲ့ပူးပေါင်းပြီးတော့ကိုယ့် brand ကိုကြော်ညာပါ content marketing ကိုယ့် brand နဲ့ပတ်သက်တဲ့ဗီဒီယိုတွေပုံတွေစောင်းမတွေရေးသားပြီးတော့ဖောက်တယ်တွေကိုဗဟုသုတပေးရင်းနဲ့ဆွဲဆောင်ပါ customer service ဖောက်တယ်တွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ပါသူတို့ရဲ့မေးမြန်းမှုတွေကိုမြ мян ဆန်ဆန်ဖြေကြားပေးပြီးတော့ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်အောင်ကြိုးစားပါ digital nomad နဲ့ local brand ရဲ့ဘဝကိုယ်ပိုင် local brand တစ်ခုရှိခြင်းက digital nomad ဘဝအတွက်အကောင်းဆုံးပါပဲကိုထုတ်လုပ်တဲ့ပစ္စည်းတွေကို online ကနေရောင်းချပြီးကမ္ဘာပေါ်ကဘေးနေရနေမဆိုအလုပ်လုပ်နိုင်ပါတယ်ကိုပိုင် brand ရဲ့စနစ်ကိုတစ်ခါတည်ဆောက်ပြီးရင်အမြဲပိုင်ဆိုင်သွားတာဖြစ်လို့တခြားသူတွေအတွက်အလုပ်လုပ်နေရတာမျိုးမဟုတ်တော့ပဲကိုယ့်ရဲ့ဝင်ငွေကိုကိုယ်တိုင်ဖန်တီးနိုင်ပါတယ်နိုင်ငံခြားငွေနဲ့ဝင်ငွေရှာနိုင်ပြီးတော့လွတ်လပ်တဲ့ဘဝကိုပိုင်ဆိုင်နိုင်တာပါဒါကရေရှည်အတွက်စဉ်းစားတဲ့အစီအစဉ်တစ်ခုပါစလုပ်ဖို့အတွက်တော့ကိုယ်မှငွေအများကြီးရှိနေဖို့မလိုပါဘူးငွေနည်းနည်းလေးနဲ့စတင်နိုင်တဲ့ထုတ်ကုန်တွေစဉ်းစားပြီးတော့တေချာလေ့လာအဆင့်လိုက်လှုပ်ဆောင်သွားရင်ကိုယ်ပိုင် local brand နဲ့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်လာမှာအသေးချပါပဲဒီဗီဒီယိုလေးကိုသဘောကျရဆိုရင် like and share လေးလုပ်ပေးကြပါအောင်နော်နောက်ထပ်လည်းဒီလိုဗဟုသုတရစရာကောင်းတဲ့ဗီဒီယိုလေးတွေကိုဆက်ပြီးတော့ကြည့်ရှုနိုင်ဖို့အတွက်ကျမရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်